မင်္ဂလာပါရှင်အရှင်ဇောတိကညောင်တုံးဆရာတော်ရေးသားအပ်သောပရိစ္ဆာသမုပ္ပါဒ်သင်တန်းတရားတော်များအပိုင်း9ရဲ့အပိုင်းဆက်9ကိုတင်ပြပါမယ်ရှင်ဒါနနဲ့ဝတ်3ပါတဲ့ကာမဝတ်ကိုမမောဒံမပန်တံအာကျိုးမှန်တဲ့ကိလေသာဝတ်လို့ခေါ်တဲ့စိတ်တွေပူလောင်လှုပ်ရှားမှုတွေနဲ့ပြုလုပ်နေကြတာကိုမသိကြဘူးအကြောင်းအကျိုးဓမ္မတွေကိုအကြောင်းအကျိုးဆက်ပြီးမသိချင်းဆိုတဲ့အဝိဇ္ဇာမသိတဲ့အတွက်ဒါကိုနှစ်သက်ခုံမင်းဆွဲလန်းဆုပ်ကိုင်၍ပြုလုပ်နေခြင်းတဏှာဥပါဒံကိုယ့်ရဲ့လှုပ်ဆောင်ချက်တိုင်းမှာကိလေသာဝတ်ပါနေတယ်အလှလုပ်တဲ့အခါမှာလဲဘာလေးသွားလှမျှော်တယ်ဆိုကြတဲ့ကအဝိဇ္ဇာဆိုတဲ့မသိမှုတဏှာဥပါဒံဆိုတဲ့ဆွဲလန်းမှုနဲ့ဆုပ်ကင်ထားတာကောင်းမှုကုသိုလ်ဟာလှူရင်ရမှာပဲဆိုတဲ့ကာမတက္ကတဉာဏ်မဟုတ်ဘူးလားဆိုတော့ဟုတ်ပါတယ်ဟုတ်ပေမဲ့ကိလေသာဝတ်ဦးစီးသောလှူဒန်းခြင်းကာမဝတ်ကြောင့်အကျိုးပေးတဲ့အခါမှာလေလူချမ်းသာနတ်ချမ်းသာပြန်ရမယ်ဘဝတမ္ပတ္တိဘောဂတမ္ပတ္တိစီစိန်ဥစ္စာတွေပြန်ရမယ်ပြည့်စုံမယ်အလှလှုပ်စဉ်ကကာမဝတ်မှာကိလေသာဝတ်ပါနေလို့ဝိပါကဝတ်ကြီးပြန်ရတာအမှန်တကယ်အသိဉာဏ်ရှိတဲ့သူကအဲ့ဒီလိုမလုပ်တော့ဘူးတဘောတရားပိုင်းဆိုင်ရာကိုပဲမူအားဖြင့်နားလည်ရမှာကမလိုခြင်းလို့လှူတဲ့နေရာမှာမလိုခြင်းတဲ့စိတ်နဲ့ပဲအလုပ်လုပ်ပါကိုပစ္စည်းပေးလိုက်တယ်ဆိုကြတဲ့ကဒီပစ္စည်းအပေါ်မှာတွေ့တာမှုမရှိတော့သလိုနောင်ဟာလဲပြန်မမျှော်နဲ့တော့အခုတော့ကိုဟာပေးလိုက်ကြတဲ့ကနောက်ဟာကိုမျှော်ပြီးသားပဲဆိုတာလူချင်းလို့လောက်တာဒါနစွန့်တယ်ဆိုတဲ့သဘောတရားမှာမလိုချင်မှုဦးစီးပါအသိဉာဏ်ရှိတဲ့လူဟာမလိုချင်မှုဦးစီးတယ်ဒီနေရာမှာဒီဒေတာဒီလိုအခြေအနေမှာလိုအပ်နေတဲ့အတွက်လိုအပ်တဲ့နေရာမှာကိုကမျှပြီးတော့ပေးနိုင်တဲ့အခြေအနေရှိလို့မျှပေးလိုက်တယ်ပြီးသွားပြီနောက်ဘာမှမစင်စားနဲ့တော့အဲ့ဒီကဘာအကျိုးပြန်ရပါလို့ဤလမ်းတွေ့ရင်ပြန်နှုတ်ဆက်ရပါလို့ဤဆိုတာလဲမပါတော့ဘူးကိုကတလှဲ့ကျွေးတဲ့အခါသူ့လှဲ့ကြငါပြန်ဖိတ်ရပါလို့ဤဆိုတာလဲမပါတော့ဘူးဒီလိုဘာအကျိုးမှအခုလဲမမျှော်ဘူးနောင်လဲမမျှော်လင့်ဘူးဆိုရင်တိပြီးတော့လောက်တာမလိုချင်လို့ပေးတာစစ်ဖြစ်သွားတယ်ခဲရင်မဟုတ်ဘူးမသိတာနဲ့သိတာပဲကွာတယ်အထုပ်ကြီးတော့ထုတ်ထားပြီတဲ့မသိတဲ့လူတွေကလောက်ကလေးကိုကမျောပြီးသားပဲအကျိုးကြီးရမယ်ဆိုရင်ကြီးရမယ်နေရာမှာသွားပြီးကုသိုလ်ကောင်းမှုပြုလုပ်ကြတယ်လမ်းဘေးကဆင်းရဲနွမ်းပါပြီးစားရမယ်တောက်ရမယ်ကိုပေးဖို့ကမ်းဖို့မစင်စားကြဘူးဟိုးအပေါ်မှာတိလတမာတိပညာပြည့်စုံတဲ့ဆရာတော်ကြီးကို4-5ခွက်သွားကပ်ဖို့စဉ်းစားကြတယ်ဆရာတော်ကြီးကိုလှူရင်တော့တို့ဒီကတိလတမာတိပညာအရှိန်ကြောင့်အကျိုးရမယ်မျှော်ပြီးသားပဲအမှန်တကယ်ဒါနသဘောကမလိုချင်တဲ့စိတ်နဲ့လုပ်ရမှာလိုချင်မှုဘာမှမပါဘူးမစင်စားရဘူးမစင်စားဘဲနဲ့လှူဆိုလို့အယက်သမားဘိန်းစားတောက်စရာမရှိလို့သွားလှူဆိုတဲ့ပုံစံမျိုးလဲမဟုတ်ဘူးမှန်ကန်တဲ့နေရာမှာပေါ့လေဟိုကအတိဒုက္ခတကယ်ရောက်နေလို့ကိုကလည်းမျှနိုင်တဲ့အခြေအနေရှိလို့မျှလိုက်တယ်ဒီကုသိုလ်ရဲ့အကျိုးကိုမရချင်ပါဘူးဆိုရင်အဲ့ဒီလုပ်ငန်းကမှန်သွားပြီကုသိုလ်တော့လုပ်တာပဲဒါပေမဲ့ကုသိုလ်ရဲ့အကျိုးကိုရချင်တဲ့စိတ်ပါနေရင်ဒါနတော့ဒါနပဲ
အဲ့ဒီဒါနသည်ကိလေသာဝတ်ဦးစီးထားတာရခြင်းနဲ့ဆိုတဲ့အပူကဦးစီးထားတာဦးစီးထားတယ်ကိုလှုပ်တာလေးနဲ့ကျဉ်တ်နေတယ်တို့တော့စိတ်ချရပါပြီကွာနတ်ရွာသူကတိတော့တန်းနေတာပဲဆိုတဲ့သူကရှိသေးတယ်အထုပ်ကြီးတော့ထုတ်ထားပြီးပြီပိုက်ထားပြီးပြီဆိုတဲ့လူကလည်းအများကြီးပဲအဲ့ဒါကာမဝတ်ကိုနားမလဲတာကာမဝတ်ရှိနေသေးရင်ဝိပါကဝတ်ကလာအောင်မှာပါမသိမှုကညွန့်တော့ဝိပါကဝတ်ကြီးဒုက္ခပြန်ရတယ်ဆိုတာလဲမသိဘူးကာမဝတ်ပြုလုပ်ချက်တွေရဲ့ဖြစ်ပျက်မျှပဲရှိတာကိုလည်းနားမလည်ဘူးကာမဝတ်မှာမှတခါကိလေသာဝတ်ဆိုတဲ့အပူအလောင်နေဦးစီးနေတာကိုလည်းမသိတော့ဘူးမသိတော့အလုတ်တဲ့ထဲကိုကကိလေသာဝတ်လက်တွင်ကကာမဝတ်သည်ဝိပါကဝတ်ဒုက္ခသစ္စာဘဝခန္ဓာကြီးကိုအကျိုးပေးမယ်ကာမဝတ်ရဲ့အနှစ်ချုပ်ကဖြစ်တာနဲ့ပြတ်တာပဲရှိတယ်ဝိပါကဝတ်ရဲ့အဆုံးသတ်သည်ယုံနံပဲရှိပါတယ်ဖြစ်ပျက်ကိုတည်တည်ချာချာမြင်ရင်အနိစ္စဒုက္ခအနတ္တမြင်တော့မယ်ဒါဆိုရင်ဝိပဿနာဉာဏ်ဖြစ်ပြီတဲ့ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်တင်ပြပါမယ်ရှင်